အချမ်းသာဆုံးလူရဲ့သမီးဟာသူမရဲ့အမိကိုဖုံးကွယ်ပြီးကုမ္ပဏီမှာအလုပ်လုပ်ပါတယ်။လှည့်စားတတ်တဲ့အမျိုးသမီးတစ်ယောက်ကသူမရဲ့အိတ်ကိုလူယူပြီးဖျက်ဆီးလိုက်ပါတယ်။ဒေါ်လာ30တန်ပစ္စည်းတစ်ခုမိန်းကလေးဟာမြေပြင်ပေါ်လဲကျသွားပါတယ်။မိန်းကလေးရဲ့တငယ်ချင်းကောင်းရဲ့အကြံပေးချက်ကိုလိုက်ကြည့်နေပါတယ်။လှည့်စားတတ်တဲ့အမျိုးသမီးကဒီပစ္စည်းတွေကအရန်ဈေးကြီးတယ်ဆိုတာလုံးဝမယုံပါဘူး။မိန်းကလေးရဲ့ပစ္စည်းပေါ်နင်းမိပြီးဒေါ်လာ200ပစ်ချလိုက်ပါတယ်။ဒီအချိန်မှာပဲဘီလီယံနာကရုံးခန်းထဲကထွက်လာပြီးပြန်ကျဲနေတဲ့ပစ္စည်းတွေကိုကြည့်ပြီးလှည့်စားတတ်တဲ့အမျိုးသမီးကသူမချစ်ရတဲ့ဘီလီယံနာရှိမှသူမရဲ့အမိကိုမဖော်ထုတ်နိုင်အောင်ဘာတွေဖြစ်ခဲ့လဲလို့မေးပါတယ်။မိန်းကလေးကဒါတွေအားလုံးကအသုံးမဝင်တဲ့ပစ္စည်းတွေလို့ပဲပြောနိုင်ပါတယ်။ဒါကိုကြားတော့လှည့်စားတတ်တဲ့အမျိုးသမီးကပိုပြီးဂုဏ်ယူပြီးမိန်းကလေးကဆင်းရဲသားတစ်ယောက်လို့ထင်သွားပါတယ်။မိန်းကလေးကလှည့်စားတတ်တဲ့အမျိုးသမီးကိုလစ်လူရှုပြီးဘီလီယံနာနဲ့စကားပြောပါတယ်။ဘီလီယံနာကမိန်းကလေးကိုသူ့ရုံးခန်းကိုလိုက်ဖို့စီစဉ်ပေးပါတယ်။ဆာကရုံးခန်းကိုပန်းတွေယူလာပေးပါတယ်။မိန်းကလေးကဒီပန်းစည်းကိုအရန်ကြိုက်ပါတယ်။လှည့်စားတတ်တဲ့အမျိုးသမီးကမိန်းကလေးဟာဒီလောက်ဈေးကြီးတဲ့ပန်းတစ်ပွင့်နဲ့မထိုက်တန်ဘူးလို့ပြောပါတယ်။ပို့ဆောင်ရေးဝန်ထမ်းကပြောပြပါတယ်။ပန်းတွေကမိန်းကလေးအတွက်လို့ကြံစီနေတဲ့မိန်းမဘီလီယံနာနဲ့မိန်းကလေးအားလုံးအံ့ဩသွားကြတယ်။မိန်းကလေးကပန်းတွေကိုလှမ်းယူပြီးပန်းတွေကိုယူလိုက်တယ်။သူမကနှုတ်ခွန်းဆက်ကပ်ပေါ်ကဝန်ခံချက်တွေကိုမြင်ပြီးနောက်စာရွက်စာတမ်းတွေပို့ဖို့ဘီလီယံနာနဲ့အတူလိုက်သွားတယ်။မိန်းကလေးကထိတ်လန့်တကြားမြေပြင်ပေါ်လဲကျသွားတယ်။မိန်းကလေးကချက်ချင်းပဲနှုတ်ခွန်းဆက်ကပ်ကိုဝတ်လိုက်တယ်။ပန်းတွေကိုဘီလီယံနာစီပေးလိုက်တယ်